ဘာဖြစ်လဲပါငါအခုလိုဒုက္ခရောက်နေတဲ့အချိန်မှာအချိန်ကရောက်လာပြီးတဲ့အတွက်ညီမတကယ်ကိုကျေးဇူးတင်ပါတယ်နင်းနဲ့ငါရဲ့ကြားမှာရှိရဲ့ပတ်သက်မှုမှန်သမျှငါရှိတောင်းမြင်ဖြစ်ပြီးသားငါဘဝမှာအမုန်းဆုံးလူ3ယောက်ကိုနံပါတ်စဉ်တက်ပြီးပြောပါဆိုနံပါတ်1လည်းနေမယ်နံပါတ်2လည်းနေနံပါတ်3လည်းနေမယ်စင်ပြေရလားဆန်နီကိုဘာလုပ်ပေးရမလဲရပါတယ်ကိုမောတန်ဒီဘာမှဖြစ်ပါဘူးလိုက်ရလို့စိတ်အခက်မတင်ဖြစ်သွားရအောင်ပါပဲကိုတော့ဘလို့မှနားမလဲတော့ဆန်နီတို့နာမည်ကြီးရှိနေတယောက်ကကို့ကိုမငားရတဲ့မှုကိုလိုက်ပေးပြရစီဆိုပြီးတော့စတောင်းဆိုတယ်ပြီးတော့ကိုစတောင်းဆိုထားတဲ့တရားခံနဲ့လည်းတွေ့ရောတူတူကနာနာကြီးကြီးကိုမုန်းတီးနေတာသိတာရင်သူနဲ့ဘလို့ပတ်သက်တာလဲဆန်နီသူကစန်နိခင်မောဗျာဟောသမီးစောလာပြီလားတားပြင်တို့တော့မနိုးသေးဘူးဟုတ်လားထင်တော့ထင်ပါတယ်ဒီကောင်ဒီချိန်မနိုးတော့သေးဘူးလို့သမီးကလည်းတင်တိုင်းကိစ္စနဲ့သွားဆက်ရှိလို့သူနဲ့ချိန်ထားလို့လာခဲ့တာအန်ဒီဆိုင်မတော်လားနေသွားမယ်ကဲသမီးဖာသာသမီးပဲနှိုးပြီးခေါ်သွားလိုက်တော့ခင်မောင်ဖက်ထတော့လို့ထလေဟာနေရလဲဇန်နီလာပဲဟောဘာလို့တာတော့ဟာနေရလဲငါလည်းဘာမှထားလဲမနေရတော့ဘာမှတော့လေဟာနေရတယ်ငါအဲ့ဒါကြောင့်မြို့အမြင်ကတ်တာတိလားဒီနေ့ငါတင်တဲ့ကိစ္စနဲ့သွားကြရှယ်လိုက်ဖို့ပဲလို့ပြောထားရလေမမတ်မိပြောင်းလားဟုတ်သားပဲဟာငါလည်းဒီတညာလုံးမအိပ်ဘဲနဲ့ထိုင်ဆောင်နေတာပါမိုးလင်းငယ်နေကြမှာငါအိပ်ပျော်သွားတာခင်မောင်နင်ပလိပလာတွေအပိုတွေပြောနေတယ်အခုချက်ချင်းထသွားပြတော့သွားနေရလေဟာဘာတွေလုံးနေရလဲရေမိုးကြုံကမျက်နှာတက်တာ10မိနစ်တော့မကြာဘူးဟဲ့နင်အခုပြောနေတာ10မိနစ်မကတော့ဘူးလေလိုက်မှာပါရဟာသွားတော့လို့နော်ဒီဘောဟာနေရတယ်နေကဒီတိုင်းလေး